အခုသူဝနာဘူမီလေစိတ်ကနေပြီးတော့ဘန်ကောက်မြို့ထဲကိုယထာနဲ့ဘယ်လိုသွားရလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။အခုဆိုင်ဘုတ်လေးမှာဘီလို့ရေးထားပြီးတော့အပြာရောင်နဲ့အနီရောင်လေးပြထားတဲ့မြားလေးအတိုင်းအောက်ကိုဆင်းသွားပါ။ဒီမှာ Airport Railing လို့ရေးထားပါတယ်။အဲဒီကနေပြီးတော့ဒီအစိမ်းရောင်ဆိုင်းဘုတ်လေးရှိတဲ့အတိုင်းကိုဝင်သွားလိုက်ပါပြီးလို့ရှိရင်ယထာလက်မှတ်ကကိုယ်တိုင်ဖြတ်လဲရပါတယ်ကောင်တာမှာဖြတ်လဲရပါတယ်သူဝနာဘူမီလေဆေးကနေပြီးတော့ကရာတိုင်းကိုသွားမယ်ယထာလက်မှတ်ကိုဝယ်ရမှာဖြစ်ပါတယ်ဥပကိုဖြတ်လို့ရတယ်လို့ကောင်တာမှာလည်းဝယ်လို့ရပါတယ်ဒါကတော့ပရာထိုင်းဘူတာအထိသွားလို့ရပါတယ်ယထာဆောင်နေတာပါမြို့ထဲကိုသွားရင်ယထာနဲ့သွားရတာကအတန်ဆုံးပါယထာနဲ့က45ဘတ်ပဲကြာပါမယ်ကြာချိန်ကလည်းနာရီဝက်လောက်ပဲရှိပါမယ်ပရာထိုင်းဘူတာကမြို့ထဲမှာရှိတာပါမြို့ထဲရောက်ပြီဆိုလို့ရှိရင်CM ပါရာဂွန်စီလုံတိုက်တဲ့နေရာကိုသွားလို့ရပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ